ကေပီစမဝါကုမနာနဲ့ပဒစကားတင်မှာပြန်ကြဆိုပါရှင်ဒီနေ့ဆရာမတင်တဲ့သင်ခန်းစာကတော့ဒီ cosmetic tube ပေါ့နော် cosmetic tube ဆိုတာဒီလိုဟာလေးပါဒီလိုဟာလေးမှာအထက်မှာပုံဘယ်လိုထည့်လဲဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်ဆိုအရင်ဆုံး copy image file new okay paste ပြီးလို့ရှိရင်ဒီနေရာလေးကိုဒီ tool လေးနဲ့ပေါ့နော်magnetic lens tool လေးနဲ့ select ပြပါမယ် mouse ကိုဖြည့်ပြီးတော့ဆွဲပါကလေးနဲ့ဆက်ခေါက်လိုက်ပါခုနခေါက်တာပြန်ကြည့်ဖို့လည်းနောက်ကပြန်ဆုပ်လိုက်ပါပြီးလို့ရှိရင်ဒီပုံလေးကိုဖွင့်ပေါ့နော် copy paste လုပ်ပါ copy paste ပြီးတော့လို့ရှိရင် rectangle တစ်ခုခေါ်ပါ rectangle မှာဖွင့်တွန်းတယ်ပြီးရှိရင် fade နည်းနည်းလေးလျှော့ပါအခုမရအောင်လို့ပြီးရင် fade transform ပြီးဝက်လေးကိုခေါ်ပါဒီရတဲ့ကွက်တိရအောင်ချိန်ပါမယ်တန်းလိုက်ဆုံးလို့ကွက်တိတန်းလိုက်ဆုံးကွက်တိရအောင်ချိန်ပြီးလို့ရှိရင်အနာလေးခေါ်ပါပြီးရင် right click convert to smart object လေးကိုနှိပ်ပါပြီးရင်ဒီနားလေးကို convert to smart object ရဲ့ဒီနားလေးကိုပေါ်လာတဲ့ဒီနားလေးကို clean နဲ့ချက်လေးခေါက်လိုက်ပါ okay လေးပါဒီဟာလေးရပါပြီပြီးရင်ကိုထည့်ခြင်းတဲ့ပုံလေးကိုခေါ်ပါဒီမှာတော့ကတ်တုံးပုံလေးပေါ့နော်ကတ်တုံးပုံလေးအများကြီးရှိနေမှာချက်ချက်ကကတ်တုံးပုံလေးခေါ်ရမယ် copy paste ပြီးရင်ဒီမှာရွှေ့ပါပြီးအတင်း feed transform နဲ့ပုံလေးကိုချိန်လိုက်ပါမယ်ပြီးရင် right click key element ဒီအမြောက်လေးကိုနှိပ် save ဒါဆိုဒီပုံလေးပေါ်မှာပုံလေးရရှိမှာဖြစ်ပါတယ်ပြီးရင် multiply နဲ့နှိပ်လိုက်ပါဒါဆိုရင်ဒီ brush ပေါ်မှာကိုထည့်ခြင်းတဲ့ပုံလေးကိုရရှိပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်